ချင်းညီကိုများအားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေကိုနေ့စဉ်မပြတ်ကြိုးစားပြီးသုံးသက်ရွေးချက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Virtual YouTube Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဖေဖော်ဝါရီ23ရက်လောက်ရနေကြမှာလဲအမှတ်ပွဲတွေ9ပွဲကစားဖို့ရှိပါတယ်ထိုပွဲတဲ့9ပွဲတွေကမှကြေးအောင်နိုင်မဲ့3ပွဲကိုတည်တည်ချာချာလေးသုံးသက်ရွေးချက်ပေးပါရွေးချက်မှုမစားခင်ပန်းမကြည့်ဘူးဆိုရင် Channel ကို Like and Subscribe နဲ့ပြီးအားပေးခဲ့လို့ရပါတယ်အားပေးတဲ့ညီကိုမောင်နှမဒုတိယကျင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်သုံးသက်ဗီဒီယိုတွေကိုညီကိုတို့ပေါင်းပြရန်စိတ်တစ်ခုနဲ့တင်ပေးခြင်းဖြစ်ပါတယ်အခြား member တွေ VIP တွေဝင်စရာမလိုပဲ free ဖြစ်ပါတယ်ပထမဆုံးတစ်ပွဲအနေနဲ့အခုည12နာရီခွဲမှာကံမဲ့ပြင်းသစ်လီဂူ1ပွဲစဉ်ဖြစ်တဲ့ Rennes အသင်းနဲ့ PSG အသင်းပွဲကိုရွေးချယ်ထားပါတယ်။နှစ်သင်းလုံးကအဆင့်ရတိမှုကိုကျင်း Asian Rennes အသင်းကအဆင့်6နေရာမှာရှိပြီးအဝေးကွင်း PSG အသင်းကတော့ရာမဲ့50တမန်နဲ့ဇယားထိပ်ဆုံးမှာဦးဆောင်ထားပါတယ်။ Asian Rennes အသင်းရဲ့အချက်လက်တွေကိုကျင်းနောက်ဆုံး3ပွဲဆက်ရှုံးထားပြီးပြင်းသစ်ဖလားပွဲမှာလည်းမာဆေးအသင်းကို3ဂိုးပြနဲ့ရှုံးထားပြန်ပါတယ်။ဒဏ်ရာရတဲ့ကြောင့်ဒီပွဲမှာကစားသမား6ယောက်အထိပါဝင်နိုင်ခြင်းမရှိပါဘူး။အဝေးကွင်းကစားတဲ့နောက်ဆုံး5ပွဲကိုကျင်း3ပွဲနိုင်တပွဲသေးတပွဲရှုံးထားပြီးအင်ကွင်းရလက်ကမဆိုးလာပါဘူး။ဝိုးကွင်းပြည့်အသင်းရဲ့လက်ရှိနေတာကိုကြည့်ရင်ပြည်သူ့လီဂူ1မှာ9ပွဲဆက်နိုင်မရတဲ့အသင်းလည်းဖြစ်ပါတယ်။ဒဏ်ရာက3ယောက်ပဲရှိပြီးအသင်းရဲ့အဓိကကစားသမားတွေနဲ့လူပြန်ပြီးဆုံလာတာတွေ့ရပါတယ်။အနည်းဆုံးပွဲမှာလည်းမာဆေးကိုဂိုးရနဲ့နိုင်ထားတယ်။နှစ်သင်းတို့မှုနောက်ဆုံး5ချိန်ကိုကြည့်ရင်အဝေးကွင်းပြည့်က4ချိန်နဲ့2ချိန်သေးကြတာပြီးတွတ်ဆုံမှုတိုင်းလည်းပြည့်ကအသာရတာတွေ့ရပါတယ်။လက်ရှိပေါင်ရွေးမှုကိုကြည့်ရင်ပြည့်ကဘော်ဒီဂျေး180ကိုပေါင်းကြီး390ပေါက်တယ်။လက်ရှိမှာရတဲ့အသင်းကရှုံးပွဲတွေဇက်တာကြုံထားပေမဲ့ပြည့်အသင်းကတော့အမှန်ပဲ9ပွဲဆက်နိုင်ပွဲရထားပါတယ်။ရတဲ့အသင်းတို့အိမ်ကွင်းမှာဥရောပတွေနေရာတော့ကြိုးစားလာမှာဖြစ်တယ်လို့ပြည့်အသင်းတို့လည်းမပေးမလားရဖို့အတွက်ဒီဘက်ကနိုင်ဖို့အရေးကြီးပါတယ်။နှစ်သင်းတို့မှုရရောလက်ရှိဘော်ဒီဂျေးတိုင်းရောပြည့်ဘော်ဒီဒီကြောင်းနဲ့ပဲရွေးချယ်ပါတယ်။ကြေးအောင်မယ်လို့လည်းယုံကြည်ထားပါတယ်။နှစ်ပွဲမြောက်အနေနဲ့အခုည2နာရီမှာကံမဲ့ဒေါမွန်အသင်းနဲ့မိတ်အသင်းပွဲကိုရွေးချယ်ပေးပါမယ်။နှစ်သင်းလုံးရဲ့လီဆန်နင်ကိုကျင်းအေရှင်အဖြစ်အကန်ကစားမဲ့ဒေါမွန်အသင်းကရာမဲ့48မှတ်နဲ့အဆင့်2နေရာမှာရှိပြီးအဝေးကွင်းမိတ်အသင်းကတော့အဆင့်14နေရာမှာရှိပါတယ်။အရှင်ဒေါမွန်အသင်းရဲ့ဗိုလ်တပ်လီဂန်နောက်ဆုံး9ပွဲကဏ္ဍကိုကျင်း9ပွဲလုံးနိုင်ထားပါတယ်။ဒီပွဲမှာတိုင်းရက9ယောက်ရှိပါတယ်။ချန်ပီယံလိမှာလည်းနောက်တစ်ဆင့်ဝင်လာတဲ့အသင်းလည်းဖြစ်တယ်။အိမ်ကွင်း10ပွဲမှာ10ပွဲနိုင်2ပွဲသေးကြတာပြီးအိမ်ကွင်းရှုံးပွဲမရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။အဝေးကွင်းမိတ်အသင်းရဲ့လက်ရှိနေထားကိုကျင်းရာမဲ့27မှတ်ပဲရထားပြီးတိုင်းရင်းဆုံးအသင်းကို2မှတ်ပဲဖျက်ထားနိုင်ပါတယ်။နောက်ဆုံး3ပွဲဆက်နိုင်ပွဲရထားပြီးတိုင်းရင်းဆုံးနဲ့မကြောက်ရုံးနေတဲ့အသင်းလည်းဖြစ်တယ်။ဒီပွဲမှာတိုင်းရက10ယောက်ထိတောင်ရှိပါတယ်။အဝေးကွင်းနောက်ဆုံး9ပွဲကဏ္ဍကျင်း1ပွဲနိုင်2ပွဲသေး2ပွဲရှုံးထားပါတယ်။နှစ်သင်းတစ်ထပ်လေးဆုံးမှုနောက်ဆုံး5ချိန်ကိုကျင်းတစ်ဖက်ကို2ချိန်ထိနိုင်ထားပြီးကျန်တဲ့ချိန်ကိုတော့တည်ကြထားပါတယ်။လက်ရှိဝါကျပုံလူမှုကိုကျင်းအေရှင်ဒေါမွန်ကဘော်ဒီဂျေး1တရေကိုပေါင်းကျေး3လုံးတရေပေါက်လက်ရှိနှစ်သင်းလုံးနိုင်ပွဲတွေစတာရထားပါတယ်။အေရှင်ဒေါမွန်အသင်းကလည်းအဆင့်1ကဘိုင်ယန်ကိုဖိအားပေးဖို့ဒီဘက်ကိုအင်ကွင်းရှုံးပွဲမရှိတဲ့အနေထားဆက်လက်ထိုင်နေရမှာဖြစ်တယ်လို့အိုးကွင်းမိတ်အသင်းကလည်းတိုင်းဆုံးနဲ့မကြောက်ဒီဘက်ကိုနိုင်ဖို့လိုအပ်ပါတယ်။ဒီဘက်မှာလည်းအင်ကွင်းရှုံးပွဲမရှိတဲ့အေရှင်ဒေါမွန်အသင်းပဲအကြိုက်တွေ့ပါတယ်။ဂျာလက်အနေနဲ့2-1နဲ့ပြီးဖို့များပါတယ်။သုံးပွဲမြောက်အနေနဲ့စီးရီးရဲ့ပွဲစဉ်ဖြစ်တဲ့ပီဇာအသင်းနဲ့ AC မီလန်အသင်းပွဲကိုရွေးချယ်ထားပါတယ်။နှစ်သင်းလုံးကအဆင့်အတိမှုကိုကျင်းဒီနေ့အရှင်ဖြစ်ကစားမဲ့ပီဇာအသင်းကအဆင့်19နဲ့တိုင်းဆုံးထဲမှာရှိပြီးအဝေးကွင်း AC ကတော့အဆင့်2နေရာမှာရှိပါတယ်။အရှင်ပီဇာအသင်းရဲ့လက်ရှိနေတာကိုကျင်းစီးရီးရဲ့24ပွဲကစားပြီးချိန်မှာနိုင်ပွဲတစ်ပွဲပဲရထားပြီး12ပွဲတရေ17ပွဲရှုံးထားတဲ့အသင်းဖြစ်ပါတယ်။စီးရီးမှာတရေအများဆုံးကစားတဲ့အသင်းဖြစ်တယ်လို့နိုင်ပွဲမရတဲ့ပွဲကလည်းများပါတယ်။ဒီပွဲမှာတိုင်းရပွဲပဲရငါးသမား9ယောက်ပါဝင်နိုင်ခြင်းမရှိပါဘူး။အိုးက AC မီလန်အသင်းရဲ့ဆက်လက်တွေကိုကျင်းစီးရီးရဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတရေကြထားပြီးရှုံးပွဲမရှိထားပါဘူး။ဒဏ်ရာကလည်း2ယောက်ပဲရှိပြီးအသင်းကလူပြန်ပြီးဆုံးတာတွေ့ရပါတယ်။အနည်းဆုံးပွဲမှာလည်းဘောလုံးအသင်းကို0-3နဲ့နိုင်ထားတယ်။အသင်းတို့ပထမအကြောင်းမှာတော့2-2ရတဲ့ AC အဝင်းမှာတရေကြထားပါတယ်။လက်ရှိရောပုံလူမှုကိုကျင်း AC ကဘော်ဒီဂျေး1.10ပြကိုပေါင်းကျေး290ပေါက်တယ်။အေရှင်ပီဇာအသင်းကလက်ရှိမှာခြေတန်းရတဲ့ညနေပေမဲ့အိုးကွင်း AC ကတော့နိုင်ပွဲတွေဆက်ပြီးရှုံးပွဲမရှိထားပါဘူး။ဒီဘက်မှာအေရှင်ပီဇာအသင်းတို့တိုင်းဆုံးကလွတ်နိုင်ဖို့အခွင့်အရေးနေပေမဲ့အများဆုံးတရေလောက်ပဲကစားနိုင်မယ်လို့တွေးထားပါတယ်။အိုးကွင်း AC အသင်းကလည်းဇယားတွေကအင်တာနက်အမှတ်သက်ပြီးမပြောင်းဒီဘက်ကိုအောင်ဆိုင်လာမှာဖြစ်ပါတယ်။ပထမအကြောင်းတဲ့ဆုံးမှာတရေကြထားပေမဲ့လက်ရှိခြေတန်းရလက်ရောအသာရနေတဲ့ AC body ပဲကြိုက်ပါတယ်။ကြေးအောင်မယ်လို့လည်းယုံကြည်ထားပါတယ်။ဒီနေ့ရွေးချယ်မှု3ပွဲကိုညီကိုတို့အနေနဲ့တိုက်တွန်းရွေးချယ်ပြီးစော်ကစားနိုင်ပါတယ်။ကိုမန်းမှာလည်းမိမိအကြိုက်အသင်းကိုလည်းရေးခဲ့လို့ရပါတယ်။အားလုံးပဲကံကောင်းကြပါစေဗျာ။